အနန္တအနန္တ၅ပါးကိုရှိခိုးပြီးတဲ့အချိန်ခါမှာတရားဝဲကမြောက်ဥက္ကလာပမြို့နယ်ဆလိန်ရပ်ကွက်၌နေထိုင်ကြကုန်သောတရားဓမ္မများကနေပြီးတော့ဘုန်းကြီးတို့ဒီတရားဝဲကြီးကိုဖွင့်ပါတီတွေကောင်စီတွေအလောင်းကောင်းသောသမဝါယမအသင်းဖွဲ့တွေလူကြီးမင်းများကိုယ်တိုင်တရားနာပြိဿဦးစီးပြီးတော့ရက်ွက်သူရက်ွက်သားများကနေပြီးတော့တရားဝဲကြီးကိုပင့်လျောက်ကြဒါနှစ်ညမြောက်ပြီးဆုံးတဲ့နေ့ပေါ့ဒီပြီးဆုံးတဲ့နေ့တရားဝဲကြီးမှာတရားနာပြိဿကလည်းမိမိတို့တက်ဆန်းသမျှဝိုင်းဝန်းပြီးတော့လှူဒန်းလိုက်ကြတာနောက်တစ်ခါဆွမ်းလူရှင်များကလည်းဦးစိုးမြင့်တို့ဒေါခင်မြတို့ဆလိန်ရက်ွက်ကနောက်ဦးကြည်လွင်တို့ဦးသန်းမြင့်တို့ဆလိန်ရက်ွက်ကနောက်ဦးခင်မောင်အေးဒေါ်ချင်းအေးဆလိန်ရက်ွက်ကပြီးတော့လည်းပဲဒီတရားဝဲကြီးနဲ့ပတ်သက်ပြီးတော့အစစအရာရာဘုန်းကြီးတို့အစိုးရမူလရမှနေ၍အမကဘုန်းကြီးတို့30မှကျောင်းအုပ်ဆရာကြီးနဲ့ကျောင်းအုပ်ဆရာကြီးဦးစောမောင်နဲ့တကွဆရာဆရာမများကနေပြီးတော့စီးရင်နေရေးရန်အတွက်အလုံးကိုဝိုင်းဝန်းကူညီကြလို့ဒီတောင်းချီနေတဲ့ပရိသတ်ကြီးကိုနိုင်နိုင်နေနေဆောင်ရွက်နိုင်ကြပါတယ်ဒါတွေကိုလည်းများစွာဘုန်းကြီးတို့ကျေးဇူးတင်ရှိပါတယ်ဒါတွေကျေးဇူးတင်ရှိသည့်အလျောက်ဘုန်းကြီးတင်ကျေးဇူးတင်ယုံမှာကတရားပွဲပင့်လျှောက်ကြတဲ့ဟောဒီမြောက်ဥက္ကလာပနဲ့ဆလိန်ရက်ွက်မှရက်ွက်သူရက်ွက်သားရက်ွက်သူရက်ွက်သားယောက်ျားမိန်းမကလေးလူကြီးဒီပုဂ္ဂိုလ်များကနေပြီးတော့များစွာကျေးဇူးတင်ရှိပါတယ်။ကဲဒီတော့တရားနာပိသအခုဟောမဲ့ဇတ်ထုတ်ကဘုန်းကြီးတို့ဒါနကိုဖြတ်ဗိမာန်ပြက်ဆိုတဲ့ဘုန်းကြီးဇတ်လန်းကိုဟောရဒေသကြီးဒီနေ့ဟောမဲ့ဇတ်လန်းပါတယ်တို့ဒါနကိုဖြတ်ဗိမာန်ပြက်ပြီးအောင်ပြောခြင်းတော့ပိတ်မှန်လို့ခင်ဗျားတို့ခေါ်ရမှာပေါ့အမှန်ကဘားတစ်ချိုင်နဲ့မရေးချနဲ့နတ်တတ်ထားရဒါနကိုဖြတ်ဗိမာန်ပြက်ပါတယ်တို့ဒီဒေသနာကိုကျွတ်တို့သုံးလောကထိုထားသဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသည်ပါပောပိပတ္တိဗတ္တရံအစချီသဖြင့်ဟောအနာရဘိန်တထေးကြီးကိုအကြောင်းပြုပြီးတော့ဟောပါတယ်ဗျာအနာရဘိန်တထေးဆိုတာကျွတ်တို့ငငယ်တုန်းကတော့မသိလို့ဟာအနာရဘိန်တထေးဆိုတာအနာရီသိပ်ပေါ်တာကွာဒီလိုထင်ခဲ့တာဘယ်ဟုတ်မလဲအနာရဘိန်တထေးဆိုတာအနာထပိန္တိကတ္တလို့ပါသဖြင့်တရားနာပိဋကလည်းတချို့သဘောပေါက်ကြပြီးသားဖြစ်ပါအာထာယအာကိုရမဲ့နေတဲ့စားရမဲ့တောက်ရမဲ့ပုဂ္ဂိုလ်တွေကိုထမင်းပေးတတ်တဲ့တထေးဗျအနာထပိန္တိကဆိုတာဒါကြောင့်အနာရဘိန်တထေးကိုနားလည်အောင်အဓိပ္ပာယ်ပြန်လိုက်တော့အာကိုရမဲ့နေတဲ့စားရမဲ့တောက်ရမဲ့လူတွေကိုထမင်းပေးတဲ့တထေးလို့အဲ့ဒါလို့မှတ်လိုက်ကြစမ်းသဘောပေါက်သွားပါလားဒီတထေးဒီတရားနာပြိဿရေမြတ်စွာဘုရားကိုရောမြတ်ကြီးအားသာလနာကိုကြည်ညိုလွန်းလို့54ကလေးအကုန်ကြခံပြီးတော့လှူဒန်းခဲ့တယ်တရားနာပြိဿပေးတာဘယ်နှကလေးတော့အကုန်ကြခံလှူတာအနာရဘိန်တထေးကြီးတောင်မှလှူလိုက်တာ54ကလေးဆိုတော့5ချက်30ခမရတို့တာဝန်လေးမနေကြနဲ့နေ့စဉ်ဘုရားကိုရောမြတ်ကြီးကျောင်းတော်သို့3ချိန်သွားဘယ်နှချိန်သွားတော့ပြိဿအဲ့ဒီလို3ချိန်သွားတဲ့အချိန်ခါမှာနတ်နဲ့ခင်းပါနဲ့သွားသလဲလို့ဆိုတော့ယာခုနဲ့လှူစရာလက်ထဲအမြင်ပါနတ်နဲ့ခင်းပါနဲ့သွားတော့ညကျောင်းတော်နေ့လည်းခင်းကြတော့ထောမစီဦးတွေနဲ့သွားနေ့လည်းခင်းကြတော့ဘာနဲ့သွားညချမ်းအချိန်ကြတော့ဟောပန်းစီမီဖျောင်းတိုင်နဲ့တကွတန်ဃာတော်တွေအတွက်လှူဒန်းရန်ပစိုးတွေကိုတစ်ခါယူသွားတယ်အနာတော့မလက်ထဲလှူရမပါဘူးလို့ဒီလိုဖြစ်မှာကိုစိုးလို့
နာနဲ့ခင်းမှာဘာလေးပြိဿယာကုနေ့လယ်မှာထောပတ်စီဦးညပိုင်းမှာပန်းပစိုးဆိုတော့အတူကောက်ပေါ့ကွယ်အဲ့ဒီလိုကျောင်းတော်ကိုသွားပြီးတော့လှူဒန်းခဲ့ဒီလိုလှူဒန်းပြီးတော့လာခဲ့ရမှတရားနာပိဋကဒီကနေ့တော့အနာတပိန်တထေးကြီးမွဲပြီဒါကြောင့်လဲတချို့ကခုခေတ်ပြောနေကြတယ်ဟေးပုံညာပြီဆိုတာကုံတာရှိတာကွာလှူတယ်ဆိုတာမွဲတယ်ကွာဒီလိုလူတွေလည်းကျွတ်တို့ဗမာပြည်အတော်ပေါ်အဲ့ဒီပေါ်တဲ့လူတွေနဲ့အလားတူတရားနာပိဋကအနာတပိန်တထေးကြီးရေနစ်ရဝါကူမဲ့ဗိမာန်အပြက်ခံရမဲ့ပုဂ္ဂိုလ်တော်ကြပေါ်လာလေအနာတပိန်တထေးကြီးဘယ်ထိအောင်ငွဲသွားတယ်လဲဆိုတော့ကုံတွေကနေပြီးတော့ကျွေးယူပြီးချေးကြငှားကြတယ်ငွေပေါင်းက18ကတိတဲ့ပြုပြည်သားကုံတွေကသူ့ထံလာပြီးချေးငှားယူတဲ့ငွေတွေဘယ်လောက်တော့18ကတိပြီးတော့တရားနာပြည်သားမြေမှာမြုပ်ထားတဲ့ငွေတွေ18ကတိကလည်းမြင့်ရည်တွေကြီးပြီးတော့ဟောသမုတ်တရားထီအောင်မြေထဲမျောပါတာဘယ်လောက်တော့18ကတိကုံတွေချေးတာဘယ်နှကတိတော့18ကတိပေါင်းတော့ဟဲ့ကဲ36ကတိကွကုံနော်အဲ့ဒီလို54ကတိကုံကြခံလှူရမှ36ကတိဒီငွေတွေလဲကုံရှိသမျှပစ္စည်းတွေလဲတဖြည်းဖြည်းလှူးလာလိုက်တာအတော်မွဲသွားဒီလိုမွဲသွားတဲ့အချိန်ခါမှာအကွက်ကောင်းကိုစောင့်နေတဲ့အနာရဝိန်တထေးကြီးရဲ့အိမ်မှာ4ခုမြောက်သောတကားမှနေတဲ့တကစောင်းနတ်ဘာနတ်တုံးဟိပြည်သားကြီးမှတ်ထားနော်ခမရတို့အိမ်ဒီမှာအိမ်ဆောင်နတ်ဆိုတာရှိအိမ်ဆောင်နတ်လဲအိမ်ဆောင်နတ်တိုင်းကောင်းတယ်မထင်နဲ့ခမရတို့အခုပြောနေတဲ့ခမရတို့ကိုးကွယ်နေတဲ့နတ်ကတော့ကောင်းပါတယ်ဟုတ်တယ်လေတော်ကြနတ်ကကြုတ်မျက်စောင်းထိုးခြင်းထိုးနေမှာတရားနာပိဋကနတ်တွေအကြောင်းကျုပ်နည်းနည်းပြောရမယ်ဆိုရင်ခမရတို့မှတ်လက်ထားပါနတ်ဆိုတာလေနာဗျဒါလောက်ပြောသိတယ်နတ်နော်အခုခမရတို့ကိုးကွယ်နေတဲ့အိမ်တွင်းမင်းမဟာဂီရီတို့အိမ်တွင်းနတ်ဆိုတာလေနတ်ကြိုက်တဲ့အစာလေးကျုပ်ပြောနေ့စဉ်လေကိုပြုတ်တဲ့ကုသိုလ်လေးတွေအမျှဝေးအဲ့ဒီအိမ်ဆောင်နတ်ကိုမေတ္တာပို့အိမ်ထဲမှာကြက်တွေရုပ်တဲ့စကားတွေကိုရှောင်အဲ့ဒါနတ်ချစ်ခင်အုံးပြီးကြောင့်လည်းလက်ဖက်ထုတ်တယ်ကြိုက်မှတ်ထားနော်အုံးပြီးကြောင့်လည်းလက်ဖက်ထုတ်တယ်ကြိုက်တယ်မယုံလို့ရှိရင်တရားနာပိဋကအဲ့ဒီအုံးပြီးကြောင့်ဖြုတ်တာပြစ်ပါမေတ္တာနိုင်ဖို့အမျှတန်းဝေပါအုံးပြီးကြောင့်တယ်ကြိုက်အခုတော့ခင်ဗျားတို့ကအုံးလေးကြောက်ကြီးတော့ထားပါရဲ့တနခါးရည်တော့ပက်ပါရဲ့တပြေခက်တော့ထိုးပါရဲ့ပြီးတော့လည်းခင်ဗျားတို့ကအုံးလေးကြောင့်သားပြီးတော့လည်းအုံးလေးကြောင့်သားရှိပါပြောမှလည်းမသိဘူးသတိထားတရားနာပြိဿဖြုတ်ရဲလို့ရှိရင်မေတ္တာပို့အမျှဝေပြီးတော့အုံးလေးကြောင့်ဖြုတ်ပြစမ်းပြေးလာကြီးဖြုတ်ရဲပါမလားဟေးကလေးကြည့်ပြောဘယ်မိဘတွေကအိမ်ကြရိုက်လိမ့်မယ်ရိုက်လိမ့်မယ်ကောင်လေးကြည့်ပြောဟဲ့မလုံးနဲ့ကွာဖွားကြီးတွေကသိသန်းနေတာကဲပြေးတာကြီးဖြိုးရလားဖြိုးရပါဦးဗျာကဲမဖြိုးရဖြိုးကြပါနဲ့ဗျာဒါပဲကောင်းပါလေတော်ကြဘုန်းကြီးဟောလိုက်တာနဲ့တရားနာပိဋကကိုတတ္တိနဲ့သာကိုဖြုတ်ပါတော့ကျုပ်ရှိမြားဥကလှဲ့လာမှာဘုရားဟောတဲ့တရားယုံကြည်လို့မေတ္တာပို့မယ်အမျှဝေမယ်အုံးသီးကြောင့်တော့မထားဘူးဆိုပြီးဖြုတ်ပြီးဆိုကြပါစို့။ကဲအုံးသီးကြောင့်ဖြုတ်တဲ့နေ့ဘိုင်းနာပြီဆိုကြပါစို့။ဒီဘက်ကအုံးသီးကြောင့်ရှိတော့ကလည်းနာတာပါပဲ။ဒါပေမဲ့အုံးသီးကြောင့်ကြီးဖြုတ်လို့ဒီဘိုင်းနာတယ်လို့ဖြစ်တော့မယ်ခမည်းတော်ရဲ့ဥပါဒာခေါင်းကိုက်ပြန်တော့လေအုံးသီးကြောင့်ဖြုတ်လို့ကိုက်တယ်လို့ဖြစ်တော့မယ်မြားကကျုပ်ဘက်ကိုလှဲ့တော့မယ်။ဒါကြောင့်မဖြုတ်ရဲမဖြုတ်နဲ့အကြည့်အရှုသာလုပ်ကြ။ဖြုတ်ရရင်တော့ဖြုတ်ပေါ့ဒီအုံသီးကြောင့်နဲ့ပတ်သက်ပြီးတခုတော့နည်းနည်းပြောရအောင်တရားနာပိဋက
ဟိုခင်ဗျားတို့အယူဝါဒတွေပြောပါတယ်မင်းဦးလားတရားနာပိဿအယူသီးလုံးလို့ရှေးတုန်းကလင်မယားနှစ်ယောက်သူတို့သမီးလေးပြက်စီးတော့ငိုလိုက်တာယောက်ျားကတော့မိမိပြောင်းဒီထဲမိမလုတ်တဲ့လူကတုတ်တန်သွားပြီးသမီးလေးဂူနာမှာသွားပြီးတော့စားပွဲတောက်ဖွယ်လေးတွေချပြီးတော့သမီးငါသမီးစားရအောင်မေးလာပို့တယ်လေလာစားလဲပါအောင်လို့လားသမီးရဲ့အမေကိုကိုယ်တိုင်လေးပြန်လာပြီးတော့ပြတ်ခဲ့ပါအောင်လို့လားအလကားပြောတာကိုယ်တိုင်ပြန်သူတက်သေးမှာနေ့စဉ်သွားငိုအဲ့ဒီတုတ်တန်မှာဂူတွေကြားထဲမှာဘိန်းစားတယောက်ကလည်းဘိန်းရှူစရာငွေအပြတ်ဒီမိမလာငိုတော့အကြံပေါက်ရွှေရောင်ငွေပြားတွေကြိုက်ပြီးငါတရားလောက်တာကောင်းအိမ်ပြန်ရွှေရောင်ငွေပြားတွေကြိုက်တရားဝတ်တဲ့နောက်ဝတ်တန်းစားတွေဝတ်ပြီးတော့အဲ့ဒီမိမမလာခင်သူကတုတ်တန်ကညောင်မင်းကြီးတက်အဲ့ဒီမိမလည်းရောင်းရောကျွမ်းနဲ့လှုပ်အလိုတေမတူတော့ငါတရားပဲတရားလည်းတရားနာပြီးသင်္ချိုင်းသွားဆင်းငါတရားတေတရားဘယ်ထက်ကအတာဝရိဏထက်ကတေတရားမင်းဘာလို့ဆင်းလာဘာလို့ဆင်းရမလဲတဲမိုက်တဲ့လင်မယားသမီးလေးတယောက်ထဲမွေးထားအမလေးလူဝါတော့ကညှို့လို့ဆင်းကြကြည်သားအခုသေတော့ထမိန်တော့အင်ကြီးကောင်းတောင်မှချွတ်ယူလိုက်ကြလက်ဝတန်းစားတွေဘာတစ်ခုမှမပါဘူးအခုနတ်ပြည်ရောက်ပြီးနတ်သမီးကြီးရှင်လိုက်တော့တစားပလာမရှိဝတ်စားစရာမပါတာနဲ့မှိုင်းငိုနေလို့ဟဲ့မငိုနဲ့ငါသွားပြောပေးမယ်ဆိုပြီးရှင်းခဲ့ရဗျာဟာပိုင်လိုက်ပုံတရားမလေးတရားမေးဒါပြည့်နေပါဦးမလေးဒီလိုဆိုရင်ကျုပ်သမီးလေးမျက်နှာငဲနေတဲ့နတ်သမီးချင်းမတူလို့ဆိုရင်ကျုပ်အိမ်ပြန်ပြီးယူပါဦးမယ်တရားမေးခဏနေပါဦးမျက်နှာယူရဲ့အိမ်ပြန်လက်ဝက်လက်စားတွေထုတ်တစ်တာကြီးဖွင့်တစ်တာတောင်ပိတ်ခဲမိဘူးတရားနာပိဿအထုတ်ကြီးနဲ့ထွက်လာယောက်ျားလုပ်တဲ့လူကလည်းတရားနာပိဿကြီးမရှိသေးဘူးပေါ့မသိသေးဘူးပေါ့ဒီမှာယူလာပြီးတော့တရားမေးသမီးလေးဒီပစ္စည်းတွေပေးလိုက်ပါဆင်းခဲ့ပါတရားမေးရဲ့ယူသွားပါတရားမေးရဲ့ဟဲ့ငါတရားတကိုးနဲ့ထားပြခဲ့ပြီးတော့မှတကိုးနဲ့ဆင်ကားထားယူမယ်ပြန်နေတကိုးနဲ့ယူမှာတဲ့ဝေးတာဆင်းရင်ကိုဟိုဟာတည်းဟိုညိဒီညိနဲ့သူကိုကားကြီးဆင်းရမှာကဲဟိုကပြန်သွားအထုပ်ကလေးချထားကြတော့အထုပ်ကလေးယူဒီထဲမိမပြန်သွားလင်လုတ်တဲ့လူကဟောမင်းပိုက်ပါကွာသမီးတစ်တာဖွင့်ထားကုန်ပြီဝစားလည်းမရှိတော့ဘူးကျွတ်တော်ဝစားလည်းမရှိတော့ဘူးမလေးတော့နဲ့အလကားရမ်းပြီးတော့ပူနေကျွတ်တို့သမီးနတ်ပြည်ရောက်တယ်နတ်ပြည်ရောက်တဲ့အဲ့ဒါတရားမင်းကိုယ်တိုင်ဆင်းလာပြီးတော့သမီးလေးနတ်သမီးချင်းမတူလို့ဝတ်စရာစားစရာမရှိလို့ဆိုလို့ကျုပ်သွားပို့လိုက်တယ်ဟေးမိုက်ပါဟာငါပြန်ပြောရောပေါ့သမီးလေးထမချင်းနာမှာရအောင်မှားကြတာတွေပြောပါစေမဖြစ်ဘူးငါမြင်းနဲ့လိုက်မှဆိုပြီးမြင်းနဲ့လိုက်သွားဟာမြင်းခွာလာကြတယ်ကိုမိမယောက်ျားလိုက်လာပြီရှင်နဲ့မဖြစ်ဘူးဆိုဂူဒီတဲ့ဝင်ပုတ်ဒီထဲတရားနာပိဿရင်ဟိုယောက်ျားလုပ်တဲ့လူကညောင်မင်းကြီးမြင်းချီပြီးတော့တရားနာပိဿဂူဒီတဲ့လှက်ပါရှာမဖြစ်ဘူးဒီကိစ္စပေါ်တော့ခတ်တော့ပြေးမှဆိုဂူဒီတဲ့ကထွက်ပြေးပြီးဘာပြောကောင်းမလဲဟိုယောက်ျားချီထားခဲ့တဲ့မြင်းမော်လွှားနဲ့ခုန်တက်ပြီးမြင်းနဲ့ဆိုင်တာအပြစ်တင်တယ်ထင်တယ်လားမတင်ဘူးဟာတဲတော်တယ်လားတာယောဂီပေလို့ဝင်စားတာနဲ့တူတယ်ကြည်တော့မြင်းစီတတ်တယ်မဖြစ်ဘူးခတ်တော့မှာဒီမှာတရားမင်းဟောဖြည်းဖြည်းလောက်ပါရောက်မှာပါပဲမာဂျင်နာတစ်ခုမှလည်းစမ်းမရစေသမီးလေးထံရောက်လို့ရှိရင်ပြောလိုက်စမ်းမအဖေလှုပ်တဲ့လူကလည်းမြင်းတစည်းပေးလိုက်တယ်လို့ကုံရောရှိတာလေဒီလိုတရားနာပိဿဘူးမသိဖမသိနဲ့ထင်မိထင်ရယုံတတ်ကြတဲ့သဘာဝကျုပ်ကခမည်းတော်ကိုးကွယ်နေတဲ့အိမ်ဆောင်နတ်တွေကိုမတထားလို့ပြောတာမဟုတ်ပါဘူးနော်အိမ်ဆောင်နတ်မေတ္တာရှိတဲ့နီးမယုံရင်မှန်ကန်ဟောတတ်တဲ့နတ်ကတော့မေးကြည့်ပါမေတ္တာဘုအမျှဝေတာအုံဒီကြောင့်လည်းလက်ဖက်ထုတ်တဲ့ကြိုက်တယ်မေးကြည့်ပါဒါဓမ္မဒိဋ္ဌာန်ကြပြောနေတာပါမှန်ရလားပြိဿကြီးကံကြည့်လေတခုတကဆောင်နအနာရဘိန်တစ်သေးကြီးမွဲသွားမွဲဆိုတရားနာပိဿမြတ်စွာဘုရားကိုတော်မြတ်ကြီးလှူရတာရင်ကြည့်တော့ပုံးကြီးနဲ့စကွဲပဲလှူနိုင်တော့ပုံးကြီးနဲ့စကွဲထမင်းပဲလှူနိုင်တော့တဲ့ပြုတ်
ဒီလိုပုံရင်တဲ့စကွဲထမင်းကိုလှူနိုင်တဲ့အချိန်ဘုရားကိုတော်မြတ်ကြီးကြောင်းတော်ရောက်သွားတော့တကားတော်တထေးကြီးတဲ့အလူဒါနာများပြုရရဲ့လားမှန်လားပါပြုရပါတယ်ဗျာဘုရားကြီးတော်ပြုရတဲ့အလူဒါနာကအရင်လုံးငါလိုမုံမမြတ်မြတ်မပြုနိုင်တော့ဘဲနဲ့မှန်လားပါဗျာတပည့်တော်မွဲသွားတာနဲ့ပုံရင်နဲ့စကွဲထမင်းသာလှူနိုင်မှာတော့သည်ဗျာဟဲ့တကားတော်တထေးပုံရိပ်နဲ့စကွဲထမင်းလှူရလို့လေအနည်းငယ်မျှဆိုပြီးအာမလျှော့လေနဲ့အခုအရိယာပုဂ္ဂိုလ်တွေကိုသင်လှူရတယ်အရိယာတန်ဃာတွေကိုသင်လှူရတယ်ငါဘုရားကိုတော်မြတ်သည်ဟောဝေလာမပုံနာကြီးဖြစ်စဉ်အခါတုန်းကသာသနာ့ဘအချိန်မှာလှူလိုက်တာတိုင်းပြည်မိโกဒိတ်ချက်ပြုတ်မစားရအောင်တိုင်းပြည်ကိုချက်ပြုတ်မစားရအောင်မိโกဒိတ်လှူခဲ့ဘူးတယ်ထွန်းလုံးထွန်းသွားတွေနဲ့မထွန်ရမထင်ရပဲနဲ့ငါဘုရားအလောင်းဝေလာမှာပုံသားကြီးကြွေးတာတွေကိုစားပြီးတော့လာခဲ့ကြရတယ်ဒီလောက်ထိအောင်လှူပေမဲ့လို့အခုသင်လှူရတဲ့အရိယာပုဂ္ဂိုလ်မျိုးတယောက်မှငါမတွေ့ခဲ့ဘူးလို့ဟောဘုရားကိုယ်တော်မြတ်ကဝေလာမတုတ်ကိုဟောပါတယ်ဗျာအဲ့ဒီလိုဝေလာမတုတ်ကိုဟောပြီးတဲ့နောက်ခုနှစ်ကတကားဆောင်ပြန်ဆက်ကြပါစို့တကဆောင်နတ်ကတရားနာပိသကြည်စံအနာရဝေသထေကြီးမွဲပြီအနာရဝေသထေကြီးသူချမ်းသာနေတဲ့အချိန်တုန်းကတော့အခုမရသေးလို့ငါစောင့်ပြီးတော့လာခဲ့ဘယ်နဲ့ဂေါရမနဲ့သူတပည့်သားတာဝကတွေလှူဒီအိမ်မှာကြွလာကြတဲ့အချိန်ခါမှာငါဒီသူတို့လာတဲ့အချိန်ခါမှာတကားပေါ်မနေနိုင်ပဲနဲ့အောက်ဆင်းပေးရအလုံးရှုပ်တယ်ဒီဘုရားဂေါရမနဲ့နောက်ကတန်ဃာကြီးကြွလာငါဆင်းပေးရနေရဖဲပေးရဒါကြောင့်တရားနာပိသဘုရားကိုယ်တော်များနဲ့တန်ဃာကြီးနေရဖဲပေးရတာအလုံးရှုပ်တယ်ဆိုတာလူရင်မအောင်းမေးတာလူရင်အောင်းမေးတာမဟုတ်ဘူးနတ်ကလည်းအောင်းမေးခင်ဗျားတို့တို့ကြီးမှာပေါ့အခုခေတ်တို့ကြီးနေရင်အကောင်းသားတဲ့ဘုန်းကြီးတစ်ပါးကြွလာပစိုးခင်းပေးရစောင်းခင်းပေးရအလုံးရှုပ်တယ်ဒါကျုပ်ကတမန်ငါရှံငါပြောတယ်မအောင်မင်းနဲ့တပြေလုံးလှဲ့သွားနေတဲ့ဘုန်းကြီးဆိုတော့ဒီလိုလူတွေပေါ်ပြီးကျွတ်တို့တိုင်းပြည်ဝန်းနေစရာတွေဟိုမှာကြည့်နတ်ကြီးမှာပေါ့နတ်ကအပေါ်ဆင်းပေးရလို့တဲ့ဘုရားကိုယ်တော်များနဲ့တန်ဃာတော်တွေ तू မကြည့်ဘူးအဲ့ဒီတုန်းကလည်းတထေးကြီးကဘုံကံမြင့်နေတော့ तू အခွင့်မရလို့မပြောခဲ့မွဲသွားတဲ့အချိန်ခါမှာ तू ရေနဲ့ရဝါကူတော့မတဲ့မဖြစ်ဘူးဒီကိစ္စငါပြောမှာညအခါမှာအဲ့ဒီတကစောင်းနဲ့ဝင်လာအလိုအယောင်ဝါနဲ့တင်းမသူလုံးတထေးကြီးကမေးတထေးကြီးတဲ့ငါသည်လေးခုမြောက်သောတကားမှာစောင့်တဲ့သစ်အိမ်ကနတ်ဖြစ်တယ်ပင်ကိုဆုံးမတရားရှိလို့တရားစကားပြောတရားရှိလို့ကြိုက်နာမေးပြောပါနားထောင်မှမယ်ဆိုပြီးနားထောင်တဲ့အခိုက်အတန့်မှာသူပါတွေပြောလိုက်ပင်အနာတပိန်တထေးကြီးသည်ဂေါရမတတိတဝကတွေကိုပင်ပြီးအမြဲတစေလှူဒန်းပေးကမ်းပြီးတော့လာခဲ့ရှိတာတွေကုန်ပြီဟိုစဉ်လှူနေချိန်အခါကာလတုန်းကတထေးကြီးမလှူနဲ့တင့်မွဲသွားလိမ့်မယ်လို့ငါပြောလိုက်ရင်လေချမ်းသာနေတဲ့အချိန်ဆိုတော့သင်ယုံရင်မှယုံမယ်မဟုတ်လားအခုအချိန်မှာငါပြောဖို့အခွင့်သင့်လာလို့သင်ဒီယခုပဲလို့ဂေါရမနဲ့တပည့်သားယဟန်တော်တွေလှူလို့ယခုလိုမွဲခဲ့ရဒီထဲတင်ဆက်ပြီးတော့လှူအောင်မယ်ဆိုရင်တနေ့စားစရာမရှိတဲ့အပြင်ငတ်သိမှတောင်ဆိုရင်ရတယ်တထေးကြီးခုပင်ပြီးမွဲတဲ့ချိန်ခါမှလဲလှူတော့မှာပဲလားရှော့ပေါ်လို့အလူဒါနာကြောင့်ကိုယ်ဒုက္ခဖြစ်တာလက်တွေ့ကြုံရပြီနဲ့အကျိုးလိုရောင်နဲ့နတ်ကသွားပြီးတော့ပြောလိုက်အနာရဘိန်တထေးကြီးရဲ့စိတ်ဓာတ်နော်ဘလောက်ကြန့်ခိုင်မလဲဆိုတော့နတ်ရုပ်မှာသင်ဩဝါဒဒါပဲလားသင်တရားစကားဒါပဲလားသင်ဆုံးမပေးတာဒါပဲလားငါလိုဘုရားကိုယ်တော်မြတ်နဲ့တန်ဃာတော်တွေကိုယ်ကွန်နေတဲ့ကြည်ညိုနေတဲ့တထေးကိုသင်ဖြတ်စည်းလို့ရမလားတလောက်ထီအောင်ယုံမာတဲ့နတ်လှူတာတန်းတာတွေတော့သာဓုမခေါ်ပါပဲနဲ့
ငါလူတဲ့ဒါနကိုလားဖြက်စီးတယ်တင်စကားနားထောင်ပြီးတင့်နောက်ကိုလိုက်လေမလားလို့တင့်နောက်မလိုက်တဲ့ပြင်လေပင်လိုနတ်ရုပ်မှာကိုငါမမြင်ချင်ဘူးတွားငါ့အိမ်မှာမနေနဲ့နှင်ထုတ်ပြီပြောပိဿနာတပင်တစ်ထေးကြီးကနှင်ထုတ်ပလားနှင်ထုတ်ပြီနှင်ထုတ်တော့ကလေးငယ်လေးတွေနဲ့ဆင်းသွားရသောတာပန်ဖြစ်တဲ့အနာတပင်တစ်ထေးကြီးပြောလိုက်တဲ့စကားဖရာရဲ့တပည့်သားဖြစ်တဲ့အနာတပင်တစ်ထေးကြီးရဲ့စကားကြားရတော့မနေနိုင်ဘူးနတ်ကလေးတွေနဲ့ဆင်းသွားနတ်လည်းကလေးရှိတယ်နော်မှတ်ထားဖို့ဒါလေပိဿနတ်ဘာတွေနဲ့ဆင်းသွားတယ်တန်းငယ်သမီးငယ်လေးတွေနဲ့ဆင်းသွားပြီးတော့တရားနာပိဿကြီးမြို့ဆောင်နတ်သွားပြောတာအဲ့ဒါဘယ်နတ်ကိုသွားပြောတာမြို့ကိုစောင့်တဲ့မြို့ဆောင်နာမေနဲ့အကျွတ်နှုတ်ပြီးအနာတပင်တစ်ထေးကြီးကိုဒီစကားသွားပြောပြီးလို့နှင်ထုတ်ပါပြီအဲ့ဒါအနာတပင်တစ်ထေးကြီးပြန်ပြောပေးပါကျုပ်ဗိမာန်ပြက်ပါပြီနေစရာခက်နေပါပြီကလေးငယ်တွေနဲ့ဒုက္ခရောက်နေပါပြီဒါကြောင့်မြို့ဆောင်နာမေအနာတပင်တစ်ထေးကြီးကိုတောင်းပန်ပေးပါကျုပ်သင်ပဲလို့ပြောအနာတပင်တစ်ထေးကြီးသင်ဖရာကိုယ်တော်များနဲ့တန်ဃာတော်တွေကိုလှူလို့မွဲတာလို့ပြောတယ်တဲ့မိုက်တဲ့နတ်ကြည်စမ်းလောကထုထားအတုမရှိတဲ့မြတ်စွာဘုရားကိုလူတင်မကနတ်ပြည်ကတရားတွေနတ်တွေပါဆင်းပြီးမြမာတွေပါဆင်းပြီးကိုးကွယ်နေတဲ့ဘုရားကိုသင်သွားပြီးတော့စော်ကားမိလေခြင်းဘုရားလူတဲ့ဒါနာကြီးသင်ဖြည့်စည်းလေခြင်းပြောရဘူးထို့နာရဘူးတစ်ထေးကြီးသင်ပြစ်ကသိကြီးသင်ပြစ်ကသိကြီးတယ်မပြောရဘူးဆိုတော့မျိုးဆောင်နတ်ကပြောမပြီးတော့တခါစတုမဟာရေတတရထဝုရုံလကဝုရုဘခကုဝေရနတ်မင်းကြီးလေးပါထံသွားပြန်ရောပြိဿနတ်မင်းကြီးလေးပါထံကိုသွားပြီးတော့နတ်မင်းကြီးတို့ကျွန်ုပ်နေစရာမရှိလို့အနာတပင်တစ်ထေးကြီးကိုတောင်းပန်ပေးပါပြန်နေခွင့်ပြုအောင်လုပ်ပေးကြပါနတ်မင်းကြီးတို့သင်ပဲလို့ပြောတော့ဒီလိုဒီအကြောင်းပါပဲသူပြောတဲ့စကားနတ်မင်းကြီးတွေပြောလိုက်တော့တဲ့မိုက်တဲ့နတ်ပဲသင်အပြစ်ကသိကြီးတို့မပြောရဘူးတို့မပြောရဘူးဆိုတော့ဟာအဲ့ဒီနတ်ကလေးလေးတွေပွေပြီးတော့တရားမင်းထံရောက်ပေးသားကြီးပဲရောက်သွားပြန်တရားမင်းထံရောက်တယ်ဒီလိုတရားနာပိဋကကြီးတရားမင်းထံကိုရောက်သွားပြန်တော့လေတရားမင်းကဒါနကိုတကယ်အကုပြီးတော့ယုံကြည်စိတ်ချစွာနဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စကွာတဲ့သောတာပန်ဖြစ်ပြီးအနာတပင်တစ်ထေးကြီးသင်သွားပြောလို့မရတဲ့ပြင်သင်စကားဟာသိမှားပါသဖြင့်ငါကြားလည်းမပြောရဘူးမှန်လားပါတရားမင်းမပြောရလို့ရှိရင်နေစရာလည်းမရှိတော့ပါဘူးကလေးတွေနဲ့လည်းဒုက္ခဖြစ်နေပါပြီဒါကြောင့်တရားမင်းဒီတိုင်းဆိုရင်အသက်ရှည်ကြမယ်မဟုတ်ပါဘူးမဲနတ်ကလည်းအသက်မရှိမှတဲ့ကြောက်ဘူးလားပြိဿနောက်တရားမင်းကဟဲ့ဒီလိုလို့ငါအကြံပေးလိုက်မယ်အနာတပင်တစ်ထေးကြီးမှာပြန်မပေးတဲ့ချင်းငှားထားတဲ့ကုံတွေထံမှာ18ကလေးရှိတယ်၎င်းနောက်ရေထဲမှာမျောသွားတဲ့ပစ္စည်းတွေက18ကလေးရှိတယ်၎င်းနောက်ပိုင်ရှင်မရှိတဲ့ပစ္စည်းက18ကလေးရှိတယ်ပြေကကြီး18 3လီဘယ်လောက်ပါလဲမင်းက2လီ36ပြောပြီးသားခုတည်းထိ36ကမတက်18 4လီ54ကလေးဘယ်လောက်တော့ပြိဿကြီးအဲ့ဒီ54ကလေးကိုပြန်ရအောင်တင်ပြီးဘန္တာဆိုးရောင်ဆောင်ပြီးတော့အနာတပင်တစ်ထေးကြီးအိမ်မှာသွားပြီးတော့အဲ့ဒီ54ကလေးသောပစ္စည်းတွေကိုရအောင်သူ့ဘန္တာတိုက်မှာအချီးနှီးဖြစ်နေတယ်ဘာမှမရှိဘူးဘန္တာတိုက်ကိုပြည့်စုံအောင်ပြန်လုပ်ပြီးတော့မှငါပြောတဲ့အတိုင်းအဲ့ဒီအနာတပင်တစ်ထေးကြီးကိုသင်တောင်းမှရင်ပြန်နေခွင့်ရလိမ့်မယ်အဲ့ဒီကဲ့သို့တရားမင်းအကြံပေးလိုက်တရားမင်းအကြံပေးတော့ပြန်သွားပြီနတ်သားပြန်သွားပြီးတော့ဘန္တာဆိုးရောင်ဖန်ဆင်းပြီးတော့အနာတပင်တစ်ထေးကြီးကုံတွေချီးထားလို့ပြန်မရတဲ့ပစ္စည်း18ကလေး၎င်းနောက်တရားနာပြိဿသမုဒ္ဒရာမျောသွားတဲ့ပစ္စည်းက18ကလေးပန်းရှင်မရှိအချီးနှီးဖြစ်မဲ့ပစ္စည်းတွေက18ကလေး54ကလေးကိုရအောင်တရားနာပြိဿဖန်တီးပေးလိုက်ဖန်တီးပြီးဘန္တာတိုက်တွေအကုန်ပြည့်တဲ့အချိန်ကြတော့မှသူဒီအနာတပင်တစ်ထေးကြီးအပါကတစ်ထေးကြီး
အနာရဘိန်တထေကြီးကျွန်ုပ်ကိုမှတ်မိပါရဲ့လားကျွန်ုပ်သည်တင့်အိမ်၌လေးခုမြောက်သောတကားမှစောင့်ရတဲ့နတ်ဖြစ်ပါတယ်တို့ဖြစ်ချင်းကြောင့်တင်တထေကြီးအားဒါနပြုတဲ့ကိစ္စကိုဖျက်ဆီးလို့ကျွန်ုပ်ဗိမာန်သည်ပြည့်၍တင်တထေကြီးအိမ်မှထွက်သွားခဲ့ရပါတယ်ဒီလိုထွက်သွားခဲ့ရပါသဖြင့်မြို့ဆောင်နတ်ကလည်းမတောင်းမှန်ရဲ့နမင်းကြီးလေးပါးလည်းပြန်မပို့ရဲ့တရားမင်းအကြံပေးချက်အရာဗန္ဒာစိုးရောက်ဆောင်၍ကုံတယ်များထမ်းမှ18ကလေး၎င်းတော့ရေမာမျောသွားတဲ့ပစ္စည်းက18ကလေး၎င်းတော့ပိုင်စင်မရှိတဲ့ပစ္စည်းကပိုင်စင်မရှိတဲ့ပစ္စည်းကပြောင်းပြန်အဲ့နဲ့ကြားဘူးလေရှိတာပေါ့လေပိုင်ရှင်မရှိတဲ့ပစ္စည်းက18ကလေးဘောင်း54ကလေးကိုဗန္ဒာတိုက်ထဲမှာအကုန်ထည့်ပြီးပါပြီပြစ်မှားမိတဲ့အပြစ်ကိုတရားမင်းကဒီတန်ကိုသင်ခံလို့ဆိုလို့ဒီတန်นี่အကုန်ခံပြုတ်လို့ပြီးပါသဖြင့်နေခွင့်ပေးတော်မူပါသထေမင်းကောင်းပြီဆိုပြီးတော့သူ့တကားဆောင်နတ်ကိုအိမ်မှာပြန်ထားတယ်ပြေးသားကြီးသူပြန်နေရရှာပါလားအိမ်ကထွက်ပြေးရတာဘာပြုလို့ဒါနဖြစ်လို့ဒါမြင့်တရားနာမည်လေးပေးထားတာတူတုတ်ပါတယ်ဒါနကိုဖြစ်ဗိမာန်ပြက်ပိဋကဟိုနတ်တောင်မှဒါနဖြစ်ရင်ထွက်ပြေးရသေးတယ်နော်ပိဋကကြီးဒါနဖြစ်တော့နတ်တောင်ထွက်မပြေးရဘူးလားထွက်ပြေးရတယ်ပိဋကကျုပ်စကားကြီးကျယ်တယ်လည်းမအောင်မြင်ကျမ်းဂန်ကထုတ်ဟောရတာပိဋကဘယ်ကထုတ်ဟောတာတော့ကျမ်းဂန်ကထုတ်ဟောတာကြီးကျယ်တယ်လည်းမအောင်မင်းနဲ့ခင်ဗျားတို့ကကြုတ်ဒီစကားမျိုးနတ်တောင်ထွက်ပြေးရတယ်ဆိုတော့ဘုန်းကြီးကဒါတော့တမင်သက်လှူအောင်ပြောတာပါစကလုံးထွားပါတယ်လို့ကြုတ်များလှရောသားလို့တော့မအောင်မေးလိုက်ပါနဲ့ဗျာဣဒ္ဓဘာသာတော့လှရောသားလည်းစကလုံးထွားတယ်ကျွတ်တို့ကကျမ်းဂန်တိုင်းပြောတာပါထွားတာမဟုတ်ပါလှရောသားစကလုံးထွားပုံပြောရမယ်ဆိုရင်ဥပမာမပါပဲမပြောဘူးဥလသိန်းကြီးသူတို့ကဆေးတာမတော့ရဲဘူးဘယ်တော့ရဲမတုံးတရားနာပြေးတာသူတို့ရွာကတကြီးဆေးတံတောက်လာတော့သူတို့ရွာကလူတွေကပြောတယ်လှတော်သားတွေကအလိုလေးတို့ရွာကတကြီးဆေးတံတောက်လာတာငါးကြဝင်မှုတ်ကလေးခွေးချီလာတယ်ဒါမှဥလသိမ့်ပဲအဲ့ဒီဆေးတံတောက်ရဲတော့ပြောရရင်ပုံနဲ့ပတ်နဲ့ဥပမာမပါပဲမပြောဘူးဒီမဲ့တရားနာပြေးတာဟိုကျွတ်တို့ကလည်းအစတော့မသိဘူးပေါ့လှတော်ရွာနာကျွတ်တို့ရောက်သွားလှတော်ရွာကနေပြီးတော့ဝက်လက်ကိုချိုးရတယ်ရွှေဘူလန်းကျွတ်တို့ကဝက်လက်တရားဟောသွားခြေကားနဲ့ဝက်လက်လန်းကောင်းရလားလို့မေးကြည့်လှတော်သားတွေကပြောတယ်ဝက်လက်လန်းကောင်းမကောင်းတော့မသိဘူးတဲ့ကိုတော်တို့ကားနဲ့အဲ့ဒီလန်းကစီးသွားရင်တဲ့အဲ့ဒီလန်းကကိုတော်တို့တော့ကြောက်ခင်းစားသွားတောင်အစာကြည့်တယ်အဲ့လန်းကြမ်းနဲ့မပြောဘူးကြောက်ခဲစားသွားအစာကြည့်တဲ့စကားပြောပါတယ်ဥပမာမပါပဲမပြောဘူးတပည့်တော်တို့တော့ဝက်လက်ကမစီးဘူးဗျာတဲ့ဘာဖြစ်လို့တော့ညာလို့ဆိုတော့ဟာကားစီးရတာခံမကြပါဘူးဗျာတဲ့နောက်ကနေဂလုံနဲ့လမ်းတောင်းလို့လှဲ့ကြည့်ရေစီလဲတဲ့အဲကားနေတယ်မပြောဘူးလို့ဆိုမှရေစီလဲကလမ်းတောင်းတယ်စကားပြောတဲ့နေရာတည်းမှာဇက်ပြက်အောင်ပြောတဲ့လူတွေဗျဇက်ပြက်တဲ့ပြိတ္တာဟိုဘက်ကဇက်ကနေဟောဒီဘက်ကပြာသူလာကြီးနှမ်းရိုးပုံကို2ယောက်ထဲမီးရှို့ပြီးတော့စကားပြောတာမီးလှုပ်ရဲ့3ယောက်နားထောင်4ယောက်နားထောင်နောက်10ယောက်5ယောက်190နဲ့ဟာဘာတော့ဟာဆိုပြီးဝိုင်းလာတာသူတို့2ယောက်ပြောတဲ့စကားနားထောင်တော့ဇက်လူမရှိဘူးတကယ်ဇက်ပြက်အောင်ပြောတဲ့လှတော်သားကြည့်လေတရားနာပြိတ္တာသူတို့နားမှာပေါက်တော်ရွာဆိုတာရှိအဲ့ဒီပေါက်တော်ရွာမှာစာပြန်မွဲကြီးကျက်သားတံပေါင်းနဲ့ကိုတော်ကြီးဆွမ်းကတ်ကျက်သားတံပေါင်းနဲ့ကတ်တော့ပြောတယ်အလိုလေးကွာလို့ဆိုတယ်အလိုလေးကသိပ်သုံးအလိုလေးကွာတဲ့စာပြန်မွဲဆိုလို့သွားကြည့်ပါလက်ဆက်တတ်တော့ဖုန်းကြီးအေးကိုကွာတဲ့ဖုန်းကြီးကျက်သားနဲ့ကတ်တာဒါဖုန်းကြီးအေးတဲ့ကျန်ဖမ်းမှန်စကားပြောတဲ့လူတွေဥပမာနဲ့ဘုန်းကြီးရစားရတဲ့ကွာတော့ဝေသာလီပြီးဘလူးကြတယ်အယိုးကြံတာပြောတာ
စကားပြောဥပမာမပါပဲမပြောဘူးကျွတ်တော့ကမေးကြည့်တယ်ခင်ဗျားတို့ဥပမာမပါပဲမပြောတတ်ဘူးလားလို့ဆိုတော့အိုးတပည့်တော်တို့ကဥပမာမပါပဲပြောရလှဲမီးတို့စီးရတဲ့အတိုင်းပဲဥပမာကပါလားဒီတရားနာပိသားဟိုသူတို့ရှိမှာခင်ဗျားတို့ရှိလို့ခင်ဗျားတို့ကားစိတ်ကားပေါ်ရလားလို့မေးတော့အိုးကားပေါ်တာတော့ရေပေါ်ထိုးနေတဲ့အတိုင်းပဲရေပေါ်ထိုးတယ်ဆိုတာမြင်ဘူးမှာပေါ့အသားတွေလက်သမားတွေရေပေါ်ထိုးတာဒီတိုင်းတဲ့တဲ့သွားတာမဟုတ်ဟောဒီလိုရှည်ထိုးနောက်နေကားတွေပေါ်တာပြောတာရေပေါ်ထိုးနေတဲ့အတိုင်းပဲကားပေါ်တဲ့ထဲဖျားတဲ့တပည့်တော်တို့တော့အာတီဘီကမြန်တယ်ဆိုလို့စီးလိုက်တယ်ဟုတ်တကောဖျားတဲ့အာတီဘီကမြန်ပုံကိုပြောရရင်ရိုင်းဖဲကြီးဆောင်ဖက်လိုက်ရတဲ့အတိုင်းပဲတဲ့အဲကြီးဆောင်ဖက်လိုက်ဘူးတဲ့အတိုင်းဥပမာမပါပဲတခုမှမပြောဘူးဥပမာမပါပဲတခုမှမပြောဘူးဒီတဲ့စိုင်နိုင်ကြီးကသူတို့အလှဖိတ်တော့အလှကိုလိုက်သွားပါတယ်တဲ့စိုင်နိုင်ကြီးအလှကြက်သားဟင်းနဲ့တော့ကျွေးပါရဲ့တဲ့ဒါပေမဲ့ထမင်းမစားခင်ကြက်သားဟင်းထိုင်းရှိခိုးရသေးတယ်တဲ့ဘာဖြစ်လို့ရုံးလို့ဆိုတော့ကြက်ကကိုယ့်ရဲ့အသက်ကြီးနေလို့ကြက်ရင်နဲ့မပြောဘူးတကယ်လူတွေပါဆိုမှဒီတဲ့စိုင်နိုင်ကြီးကလူတွေကလည်းကွာတဲ့ကြားရတာတဲ့ဘလူးအရက်တိုက်ထားတဲ့အတိုင်းပဲဘလူးအရက်တိုက်တယ်ဘယ်နဲ့လို့ဒါအပြင်ပို့ချအောင်တော့ရှိအောင်တော့မလားလို့ဘလူးအရက်တိုက်ထားတဲ့အတိုင်းပဲနောက်တယောက်နဲ့တယောက်သူတို့ဆုံစည်းလို့စကားပြောကြတနယ်သားနဲ့မိတ်ဆွေချင်းပေါ့လေဘယ်နဲ့လို့ဟဲတဲ့မင်းတို့စီဝါရေးကြီးဝါရေးတဲ့ဘယ်နဲ့တော့ဟာတဲ့စီဝါရေးကြီးဝါရေးကတော့ကွာတဲ့ဝလုံးကောင်းနဲ့ဆင်တိုးတဲ့အတိုင်းပဲအဲပြေးသားကြီးဝလုံးကောင်းနဲ့ဆင်တိုးရစီဝါရေးကြတယ်မပြောဘူးလို့စကားပြောလိုက်တရလွန်ကြီးအေးကွာတဲ့စီဝါရေးကထားပါတော့အလုတ်ကင်လေးရောဟာတဲ့ငါလူရဲတဲ့အလုတ်ကင်လည်းမမေးနဲ့ဟာတဲ့ရှိတဲ့အလုတ်ဖိလုတ်လဲတနေ့တခြားစားဦးကကြီးလာတော့ဘယ်လိုလူတွေမှန်းကိုမသိတာမယုံရင်ရွှေဘိုလမ်းမရောက်တဲ့ခါမေးကြည့်ဒီထက်တရားနာပြေတာမင်းတို့ရှိသမားဝါယမဆိုင်ကအထယ်လေးပါလေးထုတ်ပေးရလားတဲ့အထယ်ထုတ်ပေးမပေးတော့မမေးနဲ့ဟေးတဲ့ကိုမိမကိုလေးထန်းဆောင်ရကြည်ထုံးမှကြောက်လို့အထယ်မပေးဘူးမပြောဘူးမိမလေးထန်းဆောင်ရတယ်အတော်ခွက်ကြတဲ့လူတွေလှတော်သားကြောင့်ပြောတယ်ကုံမှမဟုတ်ပါမကုံမီတိတစ်ခုလောက်တော့ပြောအောင်မယ်ဟုတ်တယ်ဟောတော့ကခြိပါသားနဲ့ပခန်းသားဆိုတာကျတို့ရာဇဝင်မှာကြားဘူးပခန်းသားများစကားကတ်ကိုးပုံတော့ကြည့်လေပခန်းသားကလှတော့လာပြိုင်မဲ့အကြောင်းထိကျုပ်ဆက်ပြောပါပခန်းသားတွေကကျတို့ပကံကလူတွေနဲ့ဖျားချင်းတကိုးပြိုင်တယ်ပခန်းမှာကျတို့စီသူရှင်ဖျားဆိုတာရှိနရပတိစီသူမင်းကိုတရားဆက်တရခံအစ်စ်လက်လေးသိဟောတော့ရှိရဖျားကိုတော်များလေးကျုပ်အနေကစားတင်မှုသင်္ဘောစင်းလုံးနဲ့သွားပင့်ကြတော့အဲ့ဒီမှာကျုပ်ကိုယ်တိုင်လက်ဝါးပေါ်တင်ဖူးခဲ့ရဒါပေတိတရားနာပြေးတာဖျားကတကိုးကြီးတဲ့လက်လေးသိပဲမဲ့အရင်တော့ကအဲ့ဒီဖျားကိုကျွတ်တို့ရွှေပိတ်တာအချိန်40လောက်နဲ့ဖျားလူခိုးဘူးတဲ့ဖျားလူချင်းလုံးမဟုတ်ပါဘူးရွှေလူချင်းလို့ခိုးတာနောက်ဖျားလေးကတော့အဲ့ဒီနွားချောင်းသားတွေပြန်ရတော့အခုပြန်မွန်းမှန်ထားတဲ့14ပိတ်ခွဲလောက်ရှိပြီအဲ့ဒီတုန်းကခုတော့များနေရောပေါ့အခုတော့တရားနာပိသဟိုမိဂန်တစ်တာကြီးတော့16ချက်လောက်ခကောဘက16ရောက်တယောက်ချောင်းစီကင်ခိုင်းဒီခါပြောက်ရင်လည်း16ရောက်သလုံးထောင်ထဲပို့ဖို့ရှိဘယ်လိုမှဖွင့်မရအောင်ကျွတ်တို့တရားလောက်ရှိတယ်မလို့လည်းမရဘူးလူစိတ်30ဝိုင်းမရတဲ့ကိစ္စကြီးအခုတော့အဲ့ဒီထဲမှာထည့်ထားရဘုရားတောင်တော့ခါရတဲ့ဘဝကျွတ်တို့တိုင်းပြည်တာတောင်ချမ်းသာဘူးလို့ဆိုကြနော်ဘုရားသခိုးတွေလည်းပေါ်ရတဲ့ဗမာပြည်ကျွတ်တို့ပဲမြမယကုတော်ကြီးခိုးသွားပြီးမိမလုတ်တဲ့လူကပလိတ်သတင်းနဲ့လိုက်လာတော့ရဲရရှိရသတင်းနဲ့လိုက်လာတော့တရားနာပိသဖယားကိုခေါင်းမှုခြုံပြီးတက်နင်းပေးဘယ်လောက်ဆိုးတော့ဘုဒ္ဓကိုင်းသိပြီးသေချင်းစိုးနဲ့တော့သေကုန်တော့အဲ့ဒါရဲကမေးတယ်အဲ့ဒါဘယ်သူတုံးလို့ဆိုတော့ဒါကျုပ်လင်သားနေမကောင်းလို့ပါအဲကောင်းသေးလားဖယားသူ့လင်လို့ရတော်တရားရှိဘယ်လောက်တရားဆွဲလိုက်
ဟုတ်သားတော့ဆိုးတယ်မိမဒါကြောင့်ဘုရားသခိုးတွေပေါ်တယ်အဲ့ဒီအခုအဲ့ဒီစီသူရှင်ဘုရားကလေတရားနာပြီးသားဘုရားကသာလက်လေးသစ်ပကံကတပ်ပြညုတ်ဘုရားကိုတော်မြတ်ကြီးနဲ့ဟောတကူချင်းပြိုင်တယ်ဗျဘုရားကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာတယ်ဗျဘုရားကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာလူချင်းပြိုင်ကြည့်လေပကံကလူတွေကဘာပြောလို့နဘေလေးနဲ့ဟေးတို့ကကျုံသုံးတန်ဝိုင်းနဲ့ပကံတိုင်းသားกว่าနဘေနဲ့ဒီတော့ပခန်းသားကလည်းမခံဘူးဟေးတို့ကလည်းငရုတ်တဝိထောင်ပခန်းသားกว่าပကံကပြောတယ်မင်းတို့စကားမစပ်ဘူးတဲ့တို့ကနဘေနဲ့ကျုံသုံးတန်ဝိုင်းပကံတိုင်းနဘေလေးနဲ့တဲ့မင်းတို့ကငရုတ်တဝိထောင်ပခန်းသားဆိုတော့မစပ်ဘူးတဲ့ပခန်းသားကလည်းသကဒတ်ဆိုတော့မစပ်ရင်နဲ့အဲ့ဒီငရုတ်တဝိသွေးပြီးမင်းတို့မျက်စိထဲခတ်ကြည့်ပါလားတဲ့ရလောက်ကကိုးတယ်ပခန်းသားနောက်ဟဲ့ဖျားပွဲအစီပြိုင်မယ်ကွာဖျားပွဲအစီပြိုင်မယ်ကွာဆိုတော့တရားနာပြေးတာအဲ့ဒီပခန်းကစပြောဟဲ့တို့ပခန်းစီသူရှင်ကတဲ့ဖျားပွဲလာတာလူမပြောနဲ့ကွာတဲ့ခွေးကြီးကိုအကောင်900ကွာအဲခွေးနဲ့စပြိုင်ပြီးတော့ပကံကနောက်ပြောဆိုတော့နိုင်မှာပေါ့ဗျာပေါ်ဦးနဲ့ရှင်မြင်ဘူးသီးအကြီးပြိုင်တာလို့ပေါ့ဘာပြောတော့ပကံကဟေးမင်းတို့ပကံစီသူရှင်ဘုရားကခွေးကြီးအကောင်900ဟောတို့ပကံတပ်ပြညုတ်ဘုရားကြီးကဖျားဝဲလာတာလူမပြောနဲ့ခွေးကြီးကိုအကောင်1000กว่าပကံကဘယ်လောက်နိုင်သွားပကံကဘယ်လောက်ရှုံးတော့အဲ့ဒါခင်ဗျားတို့အနေနဲ့သာရှုံးနေတာပကံစကားနားထောင်ကြည့်ဟေးတို့ကခွေးကြီးအကောင်900ဆိုတာငါလူတို့ဟောဂုံချခမ်းမလို့ပြောနေမှာခွေးနဲ့ခွေးချခွေးပိန်ဟော်တွေမပါသေးဘူးဒါကြောင့်ရှုံးရကနိုင်အောင်ပြောအဲ့ဒီပခန်းသားတွေကခုခေတ်ထဲမှာလှတော်သားအပြောထွားတယ်ဆိုလို့လာပြိုင်တယ်ဗျပြိုင်တော့လှတော်ရွာပေါင်းကလေးလေးတွေ့ဟဲ့ကလေးအားလုံးညမင်းပဲရွာသားတော့ကျုပ်လှတော်သားလာခဲ့ပြီတော့လှတော်သားရှာနေကောင်လာခဲ့မင်းဘိုက်ကိုဖောက်စားဘိုက်ဖောက်စားမယ်ဆိုတော့ကလေးလေးကပြောတယ်ဗျာတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့တဲ့ခင်ဗျားတို့ကျုပ်ယိုကျွေးပါမယ်အဲပြီးရောလူကြီးနဲ့ပြောခဲ့ရောကလေးနဲ့ပြန်ပြေးခဲ့ရဒါကြောင့်တရားနာပြေးတာကျုပ်လည်းပဲဒါနဖြစ်စည်းတာလူမပြောနဲ့နတ်တောင်ထွက်ပြေးရတယ်ဆိုတော့အလူကံဘုန်းကြီးမို့ငွေရအောင်ဆွဲဆောင်ဟောတာပါစကလုံးထွားတယ်လို့လှတော်သားလူလည်းမထင်လိုက်ကြပါနဲ့ဒီပြန်ရောက်ပြီးကျုပ်စကားခမည်းတော်လည်းလိုက်နားထောင်နေတာပဲကျုပ်ကလည်းအလူတန်တွေမရှိကိုစကားမမှတ်ဖဲနဲ့ရှောက်ပြောမိုးလင်းပြီးမှမဟုတ်ဘူးကိုင်းဖြတ်ကြအောင်စို့ရှေ့ပိုင်းတရားပါတဲ့အခုဒါနကိုဖြက်ပါတယ်တော့ကျိသသူများလူနေတဲ့ဒါနကိုဖျက်ဆီးတဲ့ခုနှစ်ကတရားနာပိဋကနတ်ဗိမာန်ပြက်ပြီးတော့ထွက်မပြေးရဘူးလားပိဋကအခုတော့ပြန်ရောက်ပါလားဒါကြောင့်နတ်တောင်ဒီလိုခံရရင်လူတွေဟာသူများလူတဲ့ဒါနဖျက်ဆီးသင့်သလားမဖျက်ဆီးသင့်ဘူးလားပိဋကကဲမဖျက်ဆီးသင့်လို့ရှိရင်လည်းလက်ပညာဗျာနော်၄မျိုးပြောမယ်နားထောင်ကြည့်စားနောက်ကလက်ချိုးပြီးဆိုကြဗျာလူတဲ့ပုဂ္ဂိုလ်၄မျိုးပြောမလို့ကိုယ်တိုင်လည်းလှူသည်သူများကိုလည်းအလှူခိုင်းသည်ကိုယ်တိုင်တော့လှူသည်သူများကိုတော့အလှူမခိုင်းပါသူများကိုတော့အလှူခိုင်းသည်ကိုယ်တိုင်တော့မလှူပါကိုယ်တိုင်လည်းမလှူပါသူများကိုလည်းအလှူမခိုင်းပါဘယ်နှမျိုးတို့နံပါတ်1လူမျိုးကိုကျုပ်စပြောမယ်ကိုယ်တိုင်လဲလှူတယ်သူများလည်းခိုင်းအဲ့ဒီပုဂ္ဂိုလ်ကြတော့ကိုယ်တိုင်လှူလို့လည်းပစ္စည်းချမ်းသာသူများအလှူခိုင်းလို့လည်းသာသမီချွေရန်ပေါ်တယ်စားမဲ့လူတွေလည်းများစွာရှိကျွေးစရာပစ္စည်းတွေလည်းရှိလောကပျော်စရာကြီးပေါ့အချွေရန်တွေလည်းပေါ်တယ်ပစ္စည်းလည်းချမ်းသာတယ်ခိုင်းစရာလည်းရှိတယ်ငါစားမဲ့လူတွေလည်းရှိတယ်ကျွေးနိုင်တဲ့ပစ္စည်းတွေကလည်းပေါ်တယ်အကောင်းဆုံးလောကပျော်စရာကြီးပေါ့နံပါတ်1အကောင်းဆုံးလူမျိုးလို့မှတ်ခဲ့နံပါတ်2ကျတော့ကိုယ်တိုင်တော့လှူတယ်သူများမခိုင်းဘူးသူကြသိဟမ်းကြဘူးကိုယ်တိုင်လှူလို့ပစ္စည်းတော့ချမ်းသာပါရဲ့တန်တကားကြီးပိတ်လို့တိုက်ကြီးနဲ့
သူများအလူမခိုင်းလို့သာသမီအချွေရံကတယောက်မှမရှိလင်မယား2ယောက်တည်းတစ်စီချောင်းမှတောင်ကြောက်ရရှိဘူး2ယောက်တည်းအိမ်ဆွဲလဲမရှိဘူးကိုယ်သားသမီးမရှိလို့သားသမီးရခြင်းဒါညောင်ပင်အောက်သွားသားစုခဏခဏတောင်ကံကောင်းလို့ညောင်ကိုင်းပြီးမသေးရဘူးကိုမရတော့သူများသားသမီးခေါ်မွေးစားကိုလက်ထဲတုန်းကမာတာထောင်လို့ကိုလက်ထဲကျရှူနာရှိုက်ကိုသူများမခိုင်းခဲ့လို့ချွေရမရှိဘူးဒီထဲပတ်စံတတ်နိုင်လို့ဆေးတိုက်ဖို့သေးတာပဲဟာမကြဘူးနော်ကိုယ်တိုင်လှူလို့ချမ်းသာတယ်သူများမခိုင်းလို့ချွေရမရှိဘူးနံပါတ်3ကြတော့သူများတော့အလှခိုင်းမှရကိုယ်တိုင်မလှူဘူးသူများအလှခိုင်းလို့သာသမီချွေရနေကတော့ပေါ်ပါရဲ့ကိုယ်တိုင်မလှူလို့စားစရာကမရှိစားစရာမရှိလို့မွဲပါတဲ့ဆိုမှဒီသာသမီတွေကတဖြုတ်ဖြုတ်ပဲလမ်းကြားပြစ်ထားလို့မှမသေးဘူးမာတာထောင်အကျိုးပဲသူများခိုင်းလို့သာသမီပေါ်တယ်ကိုယ်တိုင်မလှူလို့စားစရာမရှိကိုယ်ဌာနကိုမသိတော့ကလေးတွေကျိန်စေဒင်းတော့တည်ရင်းဆုံးနဲ့သေကုန်ပါစားစဲကြီးပါလို့ဘုံတည်ရင်းဆုံးလေးက30လုံးတော့ကိုအောင်စားတယ်အမကြဘူးနော်အပြစ်မတင်နဲ့နော်သူများခိုင်းတယ်လို့သာသမီတော့ပေါ်တယ်ကိုယ်တိုင်မလှူခဲ့လို့စားစရာကမရှိဒါနမညီမျှတော့လဲခါမကြကြဘူးဟောနံပါတ်3အဲ့ဒါဟောနံပါတ်4ကြပို့ဆိုးသွားပြီကိုယ်တိုင်လည်းမလှူဘူးသူများလည်းမခိုင်းဘူးကိုယ်တိုင်မလှူလို့လည်းပစ္စည်းမချမ်းသာဘူးသူများမခိုင်းလို့လည်းချွေရမရှိဘူးအထီးကျန်ဘဝနဲ့အဲ့ဒါတွေဘယ်မှာများပေါ်လို့ဆိုကျွတ်တို့မန္တလေးမဟာမြတ်မုနိဘုရားကြီးမြောက်မုံမှာချွင်းခောက်ဆိုတာတော့အဲ့ဒါနံပါတ်4နံပါတ်4အဆိုးဆုံးပေါ့ကံပိဋကကြီးလှူတဲ့ပုဂ္ဂိုလ်4မျိုးပြောရအောင်ပိဋကကြီးနံပါတ်1ရဲ့2ရဲ့3ရဲ့4ရဲ့ဘယ်နံပါတ်ကြိုက်တုံးမျိုးမပြောတဲ့လူတွေနံပါတ်4မြန်မှန်းပိဋကကြီး1ရဲ့2ရဲ့3ရဲ့4ရဲ့ဘယ်နံပါတ်ကြိုက်တုံးမျိုးလူလေတွေအကောင်းဆုံးရွေးကြိုက်နံပါတ်1နံပါတ်1ကြိုက်လို့ရှိရင်တော့နံပါတ်1နဲ့တူအောင်လုပ်ရလိမ့်မယ်လက်တစ်ဖက်ကအိတ်ထောင်နဲ့နိုင်ကိုယ်တိုင်လှူဖို့ကြံတဲ့လက်တစ်ဖက်ကလည်းဘေးလူထားမပြစ်ခဲနဲ့လာဟိုစပွဲသွားလှူကြည့်ကြစို့ခိုင်းဒီတရားကျုပ်အတွက်တော့အတော်ကွက်ဝင်တဲ့တရားဘုရားကိုယ်တော်မြတ်ကဇတိလငါဟောထားခဲ့မင်းဒီတရားဟောပြီးတော့အလှခံစားပြီးတော့လည်းဟောထားခဲ့သလားတော့မသိဘူးတကယ်တော့ပိဋကကျုပ်လုံးချဟောတယ်မထင်နဲ့ဓမ္မပဒဘီလာလဗရကမှာဘုရားဟောပါတယ်ဗျာအဲ့ဒါဇတ်ထုတ်ရှိတယ်ပိဋကဟိုစူပါဟိုက်မှာမိုက်မောင်တွေဆဲကြောင်လက်သေးဆိုတာအဲ့ဒီဇလံမျိုးနော်ဒါဖြတ်ထိုးလေးပြောတာကဲနံပါတ်1ကြရင်နံပါတ်1နဲ့တူအောင်လုပ်ကြကိုယ်တိုင်လဲလှူသူများနဲ့ခိုင်းပါဗျာနောက်ဆုံးကြလည်းဖြစ်ပါတယ်အိတ်သွန်ဖာမှောက်ပေါ့အိတ်ထောင်နဲ့နှိုက်လိုက်လို့ယာရံပါလာလဲအမ်းမနေပါနဲ့ဘရုမဒေဝကြီးကြည့်ရင်ခင်ဗျားတို့သိလောက်ပါတယ်ဘရုမဒေဝီကြာပန်းလှူတယ်ပြည့်စေကဗုဒ္ဓကိုကြာပန်းလှူလိုက်တယ်ပထမကြာပန်းလှူပြီးတော့တရားနာပိတာဟိုကအလှခန်းယူသွားအိုးတဲ့ကြာပန်းနေသူ့ဘာလို့ဖို့တော့မဖြစ်ဘူးတဲ့ပြန်ယူမှတဲ့ဘရုမဒေဝီအလောင်းကပြန်ယူပြီးဟဲလှူတော့လေအလှခန်းနဲ့ပြန်ယူတော့လေပေးတာပဲလှူပြီးသားကြီးပြန်ယူလို့ကောင်းပါဘူးလေဟောနောက်တခါထလှူတယ်ပိဋကအဲ့ဒါကြောင့်ဘရုမဒေဝီမိဖုရားကြီးဖြစ်တော့ပထမဆုံးလှူလိုက်ခြင်းကြောင့်ဘရုမကြာဝင်တဲ့ကရသေးကြီးသမီးဖြစ်လို့ဘယင်ကောက်လာသောချိန်ခါမှာနန်းတော်တဲ့ဝင်တဲ့ခြေဘွားအောက်ကကြာပွင့်နေခံတယ်ပထမလှူလို့ပုဗ္ဗစေတနာပေါ့နောက်သူ့အလကားပါပဲလေဆိုပြီးပြန်ယူလိုက်လို့တန်း900ဖွာတာကိုမိဖုရားတွေတိုက်သည့်အတွက်ထွက်သွားရတဲ့အချိန်ကြတော့လေဟောမုံစစေတနာလှူပြီးသားပြန်ယူလို့တရားနာပိတာကြာပွင့်မခံတော့ဘူးတဲ့ပြုနောက်တန်း900ကမိဖုရားတွေကြုတ်ထဲထည့်ပြီးလွတ်လိုက်တော့ဘယင်ကြီးရေချိုးတော့ညှိလို့တရားတစိတ်ခန့်ထားတာကဒီသားများသည်ဘရုမဒေဝီနဲ့သင်မင်းကြီးရဲ့ရင်သွေးဖြစ်သည်ဆိုတာတွေ့ရလို့ဝမ်းမြောက်ဝမ်းသာဘရုမဒေဝီမိဖုရားကြီးကိုပြန်ခွန်လိုက်တော့ဟောကြာပွင့်နေလားခံမြန်တဲ့အဲ့ဒါပြန်ပြီးထလှူတာကိုစေတနာသုံးတာနော်ဒီမပိဋကကြီးဟိုပြန်လှူတော့အလဲစေတနာပြတ်တော့ကြာပွင့်ခံသေးရဲ့လားထွက်တောင်ပြေးရတယ်နန်းတော်ကမိဖုရားကြီးဒါကြောင့်လှူပြီးသားများပြန်မယူနဲ့ခင်ဗျားတို့ကအောက်မေ့မှာမနေ့ကလှူတာတပည့်တော်တို့ပြန်မယူပါဘူးဗျာလို့အဲ့ဒါပြောတာမဟုတ်ဘူးအိတ်ထောင်နဲ့ငါးကြတန်နှိုက်တာအစိတ်တန်ကြီးပါလာတော့ဒီမဲ့အစိတ်တန်ပါလာတော့ငါးကြလှူပြီး20ပြန်ယူသွားတာမလီတော့ဟ
ုန်းကြီးဘာတွေလျှောက်ပြောတော့မအောင်မင်းနဲ့ဒီနေ့နောက်ဆုံးညအများကြီးရအောင်ပြောရတာဟုတ်တယ်တချို့ကအိတ်ထောင်နဲ့အစိတ်တန်ထုတ်လိုက်တယ်လေအစိတ်တန်ပါလာတယ်လှူတာက9ကျပ်ဆိုတော့9ကျပ်လှူပြီးတော့20ပြန်ယူသွားတယ်ဘရုံမတေဝီတတိပြုပေါ့ကိုင်းခစ်တရဆိုင်လို့ဟာပတိုင်းပေးမယ်ဗျာအာကြားနေရော့ဒီနေ့တော့အတော်လေးလည်းများသွားပါတယ်နောက်ပိုင်းလည်းတရားနာပြည့်တဲ့နောက်ဆုံးညဆိုတော့ပဝါလေးပါလေးမပါရင်လည်းအိမ်ပြန်ယူထားကြအောင်ပေါ့ခေါ်ရလိမ့်မယ်ဒီနေ့နောက်ဆုံးညဆိုတော့ဒါကြောင့်ဗမာရေနာမမေ့မလျော့မပေါ့မဆာသောတတိတရားဖြင့်တံပါရိထအကောင်းဆုံးဇတ်တော်ကြီးမဟောခင်မိမိတို့တတ်ဆွမ်းသမျှလွယ်လင့်တကူပါလာလို့ရှိရင်ဖြင့်နံပါတ်1ကိုရအောင်ယူ၍အလဲစေရနာပြတ်တဲ့ဘရုံမဒေဝီဘက်မလှဲ့ကြပဲနဲ့အိတ်ထောင်နဲ့နှိုက်လိုက်သောခါပါသမျှမအမ်းမဲနဲ့မဲလာအလှကဘုံကြီးဆိုတော့လေကျိုးစားပြီးတော့လူထမ်းနိုင်ကြပါစေကုန်သတည်း